လန်ဆော့မှာတော့အမ်ဘာလုခေါ်တဲ့အမျိုးသမီးတယောက်ခါစွန့်ပစ်ထားတဲ့ဆေးရုံဟောင်းကြီးတစ်ခုထဲမှာအာအင်ကုန်ခန်းစွာနိုးလာခဲ့ပါတယ်။သူမရဲ့လက်ချေတွေကိုတင်းချက်စွာချီနှောင်ထားရုံနဲ့မကပဲသူမရဲ့နှာဖောင်းပေါ်မှာလည်းထူးဆန်းတဲ့ကျင်းစာသင်္ကေတတစ်ခုကိုထွင်းထူးခြင်းခံထားရပါတယ်။ Amber ဟာတေမင်းနဲ့ရင်းဆိုင်နေမှန်းသိကြတာကြောင့်အသေးအတန်ရုန်းကန်နေကြရပါတယ်။ Amber ကိုဖမ်းဆီးနှိပ်စက်နေသူကတော့နာမည်ကျော်လူသက်သမား Henry ပဲဖြစ်ပါတယ်။ Henry ဟာတားကောင်တွေကိုမတက်ခင်မှာအမျိုးမျိုးနှိပ်စက်တတ်တဲ့စိတ်မမှန်သူတယောက်ဖြစ်ပြီးရဲတွေအသေးအတန်လိုက်လံဖမ်းဆီးနေရတဲ့တရားဟန်ပြီးလက်ဖြစ်ပါတယ်။ဒါပေမဲ့ Henry ရဲ့ယူတော်မူကလူတက်ယုံနေမကပါဘူး။သူဟာဗူဒူအယုတ်တင်တဲ့သူတွေထူးဆန်းတဲ့အယုတ်လေကူးကိုကင်ပြီးဘာသာစကားတစ်ခုနဲ့ဂါထာမန်တန်တွေရွတ်ဆိုနေခဲ့ပါတယ်။ Henry တယောက်ဂါထာရွတ်နေတော့ Amber ကလွတ်အောင်ထွက်ပြေးနိုင်ပြီးကံကောင်းထောက်မှစွာနဲ့ကင်းလည်နေတဲ့ရဲအရာရှိ Dwyer နဲ့တွေ့ဆုံခဲ့ပါတယ်။ Dwyer ဟာဌာနချုပ်ကိုအကူအညီတောင်းဖို့အစီရင်ခံနေတော့မှပဲအနောက်ကနေ Henry ရုတ်တရက်ရောက်လာပြီး Dwyer ရဲ့ဥကောင်ကိုလွန်စာနဲ့ထိုးဖောက်ကရဲစက်ဆက်တပ်ဖြတ်လိုက်ပါတော့တယ်။ Dwyer တေဆုံးသွားတာဟာ Amber အတွက်နောက်ဆုံးမျှော်လင့်ချက်ပျောက်ဆုံးသွားသလိုပါပဲ။ Amber ဟာတေမင်းနဲ့တကိုးစားအကွာမာတင်ရဲတွေရောက်လာခဲ့ပါတယ်။စုံနောက် Matt နဲ့ Darcy တို့ဟာလူသက်သမား Henry ကိုပြစ်ဒဏ်နိုင်ခဲ့ပြီး Amber ကိုကယ်တင်နိုင်ခဲ့ပါတယ်။အခင်းဖြစ်ပွားနေရာဆေးရုံကိုစစ်ဆေးတဲ့အခါမှာတော့ Amber ရဲ့နှာဖောင်းပေါ်ကအတိုင်းထူးဆန်းတဲ့သင်္ကေတတစ်ခုနဲ့အတူ Henry ရဲ့ဗူဒူအယုံ၄ခုထည့်ထားတဲ့တစ်သားကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့ဟာဒါကိုတပ်သေးခံပစ္စည်းအဖြစ်စိန်သိမ်းခဲ့ကြပါတယ်။ဆေးရုံကနေပြန်ဖို့ပြင်နေတော့မှပဲဒီလာလို့ခေါ်တဲ့အမျိုးသမီးတယောက်ရောက်လာခဲ့ပါတယ်။သူမဟာ Henry ကိုပြုစုပြိုးထောင်ခဲ့သူဖြစ်ပြီးအယုတ်တွေပါတဲ့တစ်သားကိုပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ Matt ကတော့တပ်သေးခံပစ္စည်းအဖြစ်ငင်းဆိုခဲ့ပါတယ်။ Matt အသက်ကတော့ဒီအမှုဟာလွန်ခဲ့တဲ့3နှစ်လုံးသူ့ဘဝကိုဝါမျိုးထားတဲ့အကြီးဆုံးအမှုတစ်ခုပါပဲ။ဒီအမှုအပေါ်စိတ်နဲ့ထားခြင်းကြောင့် Matt ဟာသူ့ရဲ့ဇနီးတဲ့ Amy နဲ့ကွာရှင်းခဲ့ရပြီးမိသားစုဘဝပျက်စီးခဲ့ရပါတယ်။အခုတော့အမှုပိတ်သွားပြီဖြစ်လို့ Matt ဟာစုံတော်ကြအနေနဲ့မဟုတ်လွမ်းဆိုနေရတဲ့သူ့ရဲ့ဦးသီးသောသမီးလေး Chloe ကိုတွေ့ဖို့ Amy ရဲ့အိမ်လိုအပြေးလွှာသွားခဲ့ပါတော့တယ်။ဒါပေမဲ့သူနဲ့အတူပါလာတဲ့ Henry ရဲ့ကျိန်စာတဲ့အယုတ်တွေကသမီးလေးစီကိုဘလို့ဦးတည်သွားမလဲဆိုတာ Matt တယောက်မရိပ်မိသေးပါဘူး။ Matt အတဲ့ကတော့သမီးလေး Chloe ဟာသူ့ဘဝရဲ့တစ်ခုတည်းသောမျှော်လင့်ချက်အလောင်းလေးပါပဲ။သူဟာ Amy ရဲ့အိမ်ကိုရောက်တဲ့ခါမှာတော့ Amy ရဲ့ချစ်သူတဲ့ Ethan နဲ့ဆုံတွေ့ခဲ့ပြီးအခြေအနေကအတော်လေးကိုစိတ်အနှောက်အယှက်ဖြစ်စရာကောင်းပါတယ်။ Amy တို့အပြန်သွားဖို့ပြင်းနေတာကြောင့် Matt ဟာသမီးလေးနဲ့စကားပြောခွင့်သိမ့်မရလိုက်ပါဘူး။ဒါပေမဲ့ Matt နဲ့ Amy တို့စကားများနေတော့လေ Chloe လေးဟာကားနောက်ခန်းကတစ်သားကိုအဖေပေးတဲ့လက်ဆောင်အမှန်နဲ့ခိုးယူသွားခဲ့ပါတော့တယ်။ Amy ရဲ့အသုံးဆောင်ပစ္စည်းရှောင်ရောက်တဲ့ခါမှာတော့ Chloe လေးဟာသူမရဲ့ဖန်တီးမှုစွမ်းအင်ကိုအသုံးပြုပြီးအဲ့ဒီဗူဒူအယုံ၄ခုကိုလယ်ဆွေးတွေအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ဒီထူးခြားတဲ့ဒီဇိုင်းတွေကဆိုင်ကိုလူစိတ်ဝင်စားမှုရလိမ့်မယ်လို့သူမကရိုးရိုးသားသားယုံကြည်ခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးအယုတ်ကိုလယ်ဆွေးလုပ်နေတော့ပဲ Chloe ရဲ့ခန္ဓာကိုယ်မှာချွေးဆွေးတွေပြန်လာပြီးထိမ့်မနိုင်သိမ့်မနိုင်အော်ဟစ်တုံရင်တဲ့ဝေဒနာကိုရုတ်တရက်ခံစားလိုက်ရပါတယ်။ Chloe ရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်ဆိုင်တဲ့ကလူတွေအံ့ဩထိတ်လန့်သွားကြပါတယ်။ Amy ကသမီးလေးကိုချောမော်နေချိန်မှာပဲအခြေအနေကိုမသိတဲ့ဖောက်တန့်တချို့ကတော့ Chloe လောက်ထားတဲ့လယ်ဆွေးတွေကိုတနာစရာကောင်းတဲ့ကလေးမလေးကိုအားပေးတဲ့အနေနဲ့ဝယ်ယူသွားခဲ့ကြပါတယ်။အဲ့ဒီအချိန်ကစပြီး Henry ရဲ့ကျိန်စာဟာ Chloe ရဲ့ခန္ဓာကိုယ်ထဲကိုမကအဲ့ဒီလယ်ဆွေးတွေကိုဝယ်သွားတဲ့လူတွေစီကိုပါကူးဆက်ပြန့်နှံ့သွားပါတော့တယ်။ကျိန်စာတဲ့လယ်ဆွေးလေကုန်းဟာပိုင်ရှင်အသီးသီးစီကိုရောက်ရှိသွားပါပြီ။ Connor နဲ့ Trisha ဇနီးမောင်နှောင်းဟာဘီတာကလထိုင်နဲ့ Brittany နဲ့ Amy ရဲ့တငယ်ချင်း Becca တို့ဟာတယောက်ကုန်းစီဝယ်ယူသွားခဲ့ကြပါတယ်။နောက်ဆုံးကြံတဲ့တကုန်းကိုတော့ Amy ကသမီးလေး Chloe အတွက်လက်ဆောင်အဖြစ်ဝယ်ယူလိုက်ပြီးသူမအိမ်နေတုန်းချိန်မှာလက်ကွက်ဝင်းမှာတေချာချီနှောင်ပေးလိုက်ပါတယ်။ဒါဟာသူမသမီးလေးကိုပို့ပြီးအန်ဒီရဲ့ဖြစ်စေမယ်ဆိုတာ Amy တယောက်လုံးဝမရိပ်မိပါဘူး။ Amy အခန်းပြန်ထွက်သွားပြီးနောက် Chloe ရဲ့မွေးနာဟာကြောက်ဖွက်စရာကောင်းတဲ့မစ္စာတယောက်လိုရုတ်တရက်ပြောင်းလဲသွားပါတော့တယ်။ဝိညာဉ်အပိုင်စီးခံလိုက်ရတဲ့ Chloe ဟာအိမ်မှာမွေးထားတဲ့ခွေးလေးကိုရက်ဆက်ဆက်တတ်ထည့်ပစ်လိုက်ပါတယ်။ခွေးလေးရဲ့အော်ဟစ်တန်ဆောင် Amy နဲ့ Ethan တို့နိုးလာတဲ့အခါမှာမိဖို့ကြောင့်ကြလုံလုံးသွေးတွေနဲ့ဖုံးလွှမ်းနေတာကိုတွေ့လိုက်ရပြီးသွေးချေရောက်တွေကိုလိုက်သွားတဲ့အခါမှာတော့ဓာတ်တစ်ချောင်းကိုကင်ထားတဲ့ Chloe ကိုတွေ့လိုက်ရပါတယ်။စိတ်ဖောက်ပြန်နေတဲ့ Chloe ဟာ Ethan ကိုဓာတ်နဲ့ရုတ်တရက်တိုက်ခိုက်ခဲ့ပေကံကောင်းစွာနဲ့ Ethan ကတားဆီးနိုင်ခဲ့ပါတယ်။ Amy တို့ဟာကြောက်လန့်တကားနဲ့သမီးလေးကိုဆေးရုံကိုအပြေးလွှာသွားထိုင်ရပါတော့တယ်။ဆရာဝန်တွေက Chloe ကိုစစ်ဆေးနေချိန်မှာပဲတစ်ဖက်မှာလည်းလယ်ဆွေးဝယ်သွားတဲ့ Connor နဲ့ Trisha တို့ဟာလမ်းဘေးကဆိုင်တစ်ဆိုင်မှာရန်နာလိုက်ပါတယ်။သူတို့စီမှာရှိနေတဲ့လယ်ဆွေးကတော့ဘလို့အန်ဒီရဲတွေဆက်လက်တဲဆောင်လာအောင်မလဲဆိုတာကတော့ရင်တထိတ်ထိတ်ပါပဲ။
Connor နဲ့ Trisha တို့ဟာခရီးသွားတဲ့လမ်းဘေးဆိုင်တစ်ဆိုင်မှာခတင်ရန်နာလိုက်ပါတယ်။ Trisha ဟာသူမကိုဝင်ရှိနေပြီလားဆိုတာသိချင်တာကြောင့် Connor ကိုကိုဝင်စစ်ဆေးတံကိုဝဲခိုင်းပါတယ်။ Connor တယောက်ဆိုင်ထဲမှာငွေရှင်းဖို့ပြင်နေတော့မှလည်းရုတ်တရက်ဆိုတာနဲ့သူ့ရဲ့မျက်နှာဟာ Chloe ရဲ့မျက်နှာလိုပဲဖြူဖြိုပြီးမျက်စာတယောက်လိုပြောင်းလဲသွားပါတော့တယ်။ Connor ဟာအတိစိတ်လွတ်သွားပြီးစပွဲပေါ်ကကတ်ကြီးတစ်ချောင်းကိုယူကဆိုင်စအီးကိုရရဆက်ဆက်တတ်ချက်ပေးလိုက်ပါတယ်။ဒီလူတတ်မှုနေရာကိုစုံတော့ Matt နဲ့ Darcy တို့ရောက်လာခဲ့ပါတယ်။ CCTV မှတ်တမ်းတွေကိုပြန်ကြည့်တဲ့အခါမှာတော့ Connor ဟာဆိုင်စအီးကိုတတ်ယုံနေမကတေဆုံးသွားတဲ့လူသက်သမား Henry အမြဲသုံးလိရှိတဲ့ကျိန်စာတင်ကေတာကိုပါရေးဆွဲသွားတာကို Matt တယောက်အံ့ဩစွာတွေ့လိုက်ရပါတယ်။ Connor ဟာဆိုင်ရှင်အပစ်ခတ်မှုကြောင့်နေရာမှတင်တီဆုံးသွားပြီမဲ့ Matt အတွေ့ကတော့ဒီလူဟာ Henry နဲ့ဘလို့ပတ်သက်နေလဲဆိုတာကြီးမားတဲ့ပဟေလီဖြစ်သွားပါတယ်။ Matt ဟာ Connor ရဲ့ချစ်သူ Trisha ကိုစစ်ဆေးမေးမြန်းပါတယ်။ Trisha ကတော့သူမတို့ဟာမြို့ကိုအလဲလာတာဖြစ်ပြီး Henry ဆိုတဲ့လူကိုလည်းမသိဘူး။ Connor ဟာတဲ့မူရစ်စေဝါသုံးဆွဲမှုမရှိတဲ့လူကောင်းတစ်ယောက်ဖြစ်ကြောင်းငိုယိုပြီးပြောပြပါတယ်။ Matt က Connor ရေးသွားတဲ့တင်ကေတာကိုပြခဲ့ပေမဲ့ Trisha ကတော့ဒါကိုလုံးဝမမြင်ဘူးလို့ညင်းဆိုခဲ့ပါတယ်။ Matt ရောက်တဲလွမ်းပြောင်နေတော့ချိန်မှာပဲအဲ့ဒီလေဆွဲတွေကို Chloe ကနေဝဲသွားတဲ့အခြားလူတွေစီမှာလည်းဒီလိုထိတ်လန့်စရာတွေထပ်ဖြစ်နေဦးမလားဆိုတာစိုးရိမ်စရာပါပဲ။ Trisha ကိုစစ်ဆေးပြီးနောက် Matt ဟာ Amy စီကဖုန်းလက်ခံရရှိခဲ့ပြီး Chloe ဆေးရုံရောက်နေတာကိုသိလိုက်ရပါတယ်။ဆေးရုံရောက်တဲ့အခါ Amy ကအိမ်မှာ Chloe ဒီကခွေးလေးကိုတတ်ခဲ့တဲ့အကြောင်းတုံတုံရင်ရင်နဲ့ပြောပြခဲ့ပါတယ်။ Dr. Wells ကတော့ Chloe ကိုစိတ်ငြိမ်စေပေးထားပြီးဒါဟာဝက်ယူးပြန်ယောဂရဲ့လက္ခဏာဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ပေမဲ့ Matt ကတော့လုံးဝမယုံကြည်နိုင်ခဲ့ပါဘူး။ရှစ်နှစ်အရွယ်ကလေးတစ်ယောက်ဒီလောက်ရက်စက်ဖို့ဆိုတာယောဂတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဆိုတာ Matt ရည်မိနေပါတယ်။တစ်ဖက်မှာလည်း Amy ရဲ့တငယ်ချင်း Becca ဟာ Chloe အကြွစိတ်ပူနေခဲ့ပါတယ်။သူမဟာခင်ဗျင်းဖြစ်သူတော်တီအလုတ်သွားခါနီးမှာ Chloe ကိုအားပေးတဲ့အနေနဲ့ Chloe လှုပ်ထားတဲ့လေဆွဲလေးကိုတော်တီရဲ့လေပင်မှာဆွဲပေးလိုက်ပါတယ်။လာပကန်းပါစေဆိုတဲ့စေတနာဟာခဏချင်းမှာပဲအိမ်မဆိုးဖွသွားခဲ့ပါတယ်။တော်တီဟာချက်ချင်းဆိုတာနဲ့အတိစိတ်လက်သွားပြီးချန်စီယိုညတ်ကကြီးနဲ့အနီးနားကတန်ရှင်းရေးသမားကိုရက်ဆက်ဆက်တတ်ပြလိုက်ပါတော့တယ်။ Becca ဟာ Matt စီကိုဖုံးဆက်ပြီး Chloe အချင်းနေမင်းနေတော့မှပဲသူ့ရဲ့အလင်းလင်းနဲ့သူမကိုပါတတ်ဖို့ကြိုးစားနေတဲ့တော်တီကိုမြင်လိုက်ရပါတယ်။ Becca ရဲ့အော်ဟစ်တန်ဟာဖုံးထဲကနေတဆင် Matt စီကိုရောက်သွားခဲ့ပြီး Matt တယောက်နောက်ထပ်လူသက်မှုတစ်ခုထက်ဖြစ်နေပြီဆိုတာကိုတုံ့လွတ်စွာထိလိုက်ရပါတော့တယ်။အခုဆိုရင်လူသက်မှုသုံးလုံးစလုံးမှာ Chloe ရဲ့လေဆွဲတွေပါဝင်နေတာကညင်းမရတဲ့အချက်ဖြစ်လာပါပြီ။ Becca ဟာအတိစိတ်လွတ်နေတဲ့တော်တီရဲ့အန်ဒီရဲ့ကနေလွတ်မြောက်ဖို့ရေချောက်ခန်းထဲမှာပိတ်လှောင်ပြီးပုံနေကြရပါတယ်။တော်တီကတကားကိုအတင်းရိုက်ချိုးနေချိန်မှာ Becca ဟာသူမအနားမှာရှိတဲ့စပင်အချောက်ခန်းဆက် hair dryer ဘူတောင်လက်နဲ့အဖြစ်အသုံးပြုဖို့ကြိုးစားခဲ့ပါတယ်။ Matt ယိုလာတဲ့အတန်ကြောင့်ခတရမြစိတ်အေးသွားရပြီမဲ့မမျော်လင့်ထားတဲ့အချိန်မှာပဲတော်တီဟာ Becca ရဲ့အနောက်ကနေရုတ်တရက်ပေါ်လာပြီးချန်စီယိုညက်ကကြီးနဲ့ရက်ဆက်ဆက်တတ်ဖြတ်လိုက်ပါတော့တယ်။ Matt ဟာမျက်စိရှေ့တင် Becca အသက်ခံလိုက်ရတာကိုမြင်လိုက်ပြီးသူ့ကိုပါပြန်လဲတိုက်ခိုက်လာတဲ့တော်တီကိုမဖြစ်မနီပြစ်တက်လိုက်ရပါတော့တယ်။တေဆုံးသွားတဲ့တော်တီရဲ့အလောင်းသားကိုချင်းကပ်ကြည့်တဲ့အခါမှာတော့ကော်နာစီမှာတွေ့ကြရတဲ့ကျိန်စာတန့်လေဆွဲမျိုးကိုပဲထပ်မံတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Matt ဟာကားစီကိုအပြေးလွှာသွားပြီး Henry ကတင်းစီလာတဲ့တက်တာတေတာကိုစစ်ဆေးခဲ့ပြီးမြဲတေတာကပျောက်ဆုံးနေပါပြီ။ Matt တယောက်အမှန်တကိုချက်ချင်းသဘောပေါက်သွားပါတယ်။ Chloe ဟာအဲ့ဒီတေတာကိုလက်ဆောင်အမှတ်နဲ့ယူသွားခဲ့ပြီးအယုတ်တွေကိုလေဆွဲတွေချေပြောင်းလဲပစ်လိုက်တာကြောင့်ဒီလူသက်မှုတွေဖြစ်နေရပါတယ်။အခုဆိုရင် Matt ရဲ့လက်ထဲမှာကော်နာနဲ့တော်တီကနေပြန်သိမ်းစီရမိတဲ့လေဆွဲနှကုံးရှိနေပါပြီ။ကြံရှိနေတဲ့နောက်ထပ်နှကုံးကိုအချိန်မီလိုက်မသိမ်းစီနိုင်ရင်နောက်ထပ်အဖြစ်မရင်သူတွေထပ်မံသေးဆုံးရဦးမှာဖြစ်ပါတယ်။ဆေးရုံမှာတော့ Chloe ရဲ့အခြေအနေဟာတဆဆိုးရွားနေပါပြီ။ Dr. Wells နဲ့သူမရဲ့အဖွဲ့ဟာအစွမ်းကုန်ကြိုးစားနေပေမဲ့ Chloe ရဲ့ဝေဒနာဟာဘလို့မှရှားဖွေမလုပ်နိုင်တဲ့ပဟိတကားတစ်ခုဖြစ်နေသေးပါပဲ။ Matt ဟာ Amy ကိုကြံတဲ့လေဆွဲနှကုံးအကြောင်းအသေးထန်မေးမြန်းနေပါတယ်။ Amy ကတကုံးကို Chloe ကိုယ်တိုင်ဆွဲထားပေမဲ့ဆေးရုံရောက်တော့ဆရာဝန်တွေကချွတ်ထားလိုက်တာကြောင့်နောက်ဆုံးတကုံးကိုတော့ဘီးတက်ကလောင်းထိုင်နဲ့ Brittany ဆိုတာဝယ်ဘွားကြောင့်ပြုတ်ပြပါတယ်။ Matt ဟာကျင်းစာကိုအဆုံးသတ်ဖို့ Henry ကိုပြူတိုးလင်ထောင်ရေးခဲ့တဲ့ဒီလာစီကိုတွားခဲ့ပါတယ်။ဒီလာဟာ Matt လာမဲ့ကိစ္စကိုကြိုသိနေစေပါပဲ။သူမဟာဒီအယုတ်တွေဟာအခုဆိုရင်လူအများကြီးရဲ့အသက်ကိုရန်ရှာနေပြီဖြစ်ကြောင်းတတိပေးခဲ့ပါတယ်။ဒီလာရဲ့ပြောပြချက်အရဒီအယုတ်တွေဟာမူလက
အစွမ်းထက်တဲ့ကုတာဟင်းစွမ်းဟည်ရှိတဲ့ရှေးဟောင်းပစ္စည်းတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီအစွမ်းတွေဟာဟင်ရီရဲ့လက်ထဲကိုရောက်သွားတဲ့အခါမှာတော့အမောင်ဖုံးတဲ့ကျိန်စာတွေဖြစ်သွားခဲ့ပါတော့တယ်။ဟင်ရီရဲ့ရက်ရက်ဆက်ဆက်ကြမ်းထန်တဲ့စိတ်ရိုင်းတွေကကုတာဟင်းစွမ်းရည်တွေကိုဝါမျိုးပစ်လိုက်ပြီးဒီအယုတ်တွေကိုသွေးစာနေတဲ့မစ်ဆာလက်နက်တွေအထိဖန်တီးလိုက်ကဖြစ်သွားတယ်။ဒီလာဟာဟင်ရီရဲ့ငယ်တစ်ပေါင်နဲ့သူဘဲလောက်ကြောင့်ဒီလောက်ထိယူထိုးရတယ်လေဆိုတဲ့အမှန်တကူကိုမက်ကိုစတင်ပြောပြပါတော့တယ်။ဒီလာရဲ့ပြောပြချက်အရဟင်ရီဟာငယ်စဉ်ကသဘောကောင်းတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့အဖေဖြစ်သူတည်ဆုံးသွားနောက်ပိုင်းမှာတော့စိတ်ဓာတ်တွေပြတ်စည်းသွားခဲ့ပါတယ်။ဒီလာဟာစေတနာနဲ့သူ့ကိုကုသပေးဖို့ဒီရှီဟောင်းအယုတ်တွေကိုပေးခဲ့ပေမဲ့ဟင်ရီဟာအရွယ်ရောက်လာတဲ့အခါမှာတော့ဒီအယုတ်တွေကိုအလွဲသုံးပြီးလူသက်မှုတွေကျူးလွန်ခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးဒီအယုတ်တွေဟာပိုင်ဆိုင်သူရဲ့စိတ်ကိုဝါမျိုးပြီးအကျန်းဖက်သူတွေအဖြစ်ပြောင်းလဲပစ်တဲ့ကျိန်စာတင်ပစ္စည်းတွေဖြစ်သွားခဲ့ရပါတယ်။မက်ဟာအစပိုင်းမှာမယုံကြည်ခဲ့ပေမဲ့ဒီလာကသူ့ကိုအယုတ်တယုတ်ကင်ခိုင်းလိုက်တဲ့အခါမှာတော့သူ့နောင်တဲ့ကိုစိတ်ဝင်လာတဲ့မကောင်းစွာအင်အားတွေကိုကိုယ်တိုင်ခံစားလိုက်ရပါတော့တယ်။အယုံမထက်ခွန်းခလိုအီနဲ့အယုတ်လေးယုတ်စလုံးကိုငိုက်စီယူလာနိုင်မှကျိန်စာကပြေမှာမဟုတ်ရင်ခလိုအီရဲ့အသက်ကိုကယ်နိုင်မှာမဟုတ်ဘူးလို့ဒီလာကတတိပေးလိုက်ပါတယ်။မက်နဲ့ဒါစီတို့ဟာအချိန်မရှိတော့တာကြောင့်ဘရစ်တနီရဲ့အိမ်ကိုအပြေးလွှာဦးတည်ခဲ့ကြပါတယ်။မက်ဟာအေမီကိုဖုံးဆက်ပြီးဆေးရုံမှာကြံခဲ့တဲ့ခလိုအီရဲ့လေဆွဲကိုအသေးစိတ်ရှာခိုင်းလိုက်ပါတယ်။အေမီကအစပိုင်းမှာတွေးဝေးပဲမက်ရဲ့အတန်ထဲမှာစိုးရိမ်မှုကိုမြင်ပြီးဆေးရုံဝန်ထမ်းတွေစီမှာတွားရောက်ရှာဖွေခဲ့ပါတယ်။တစ်ဖက်မှာတော့ဘီးတက်ကလောင်းထိုင်တဲ့ဘရစ်တနီဟာသူမရဲ့သမီးလေးဟီလ်ဒါနဲ့အတူအိမ်မှာရှိနေပါတယ်။ဘရစ်တနီစီမှာရှိနေတဲ့လေဆွဲကဘယ်အချိန်မှပေါက်ပြီးသမီးထီသူကိုအန်ဒီရဲ့ပြုတ်မလဲဆိုတာရင်းတထိတ်ထိတ်နဲ့စောင့်ကြည့်ရတော့မှဖြစ်ပါတယ်။ဘရစ်တနီတို့အိမ်မှာတော့ထိတ်လန့်စရာအဖြစ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ဘရစ်တနီဟာသူမဝယ်လာတဲ့လေဆွဲကိုသမီးထီသူဟီလ်ဒါစီမှာဆွဲဖိလိုက်မိတာဆောင်အခုတော့ဟီလ်ဒါဟာမိတ်စာပူကတ်ချင်းကိုခံလိုက်ရပါပြီ။ဟီလ်ဒါဟာသူမရဲ့မတန်ဆွမ်းမမေ့ကိုဘီးတက်ကလောင်းထိုင်ကနေဆွဲချပြီးရေချိုးခန်းထဲမှာအရှိန်လက်လက်နှစ်သက်ဖို့ကြိုးစားခဲ့ပါတယ်။ကန်ကောင်းလာကြောင့်မက်နဲ့ဒါစီတို့အချိန်မီရောက်လာပြီးဟီလ်ဒါကိုတားဆီးနိုင်မလို့တတိယမြောက်အယုတ်ကိုပါပြန်လဲသိမ်းဆီးနိုင်ခဲ့ပါတယ်။အခုဆိုရင်ကျိန်စားပြေဖို့နောက်ဆုံးတရုပ်ပဲလိုတော့ပါတယ်။မက်ဟာဆေးရုံမှာရှိတဲ့အေမီစီကဖုံးလက်ခံရရှိခဲ့ပြီးခလိုအီစီရချွတ်ထားတဲ့လေဆွဲကိုဆေးရုံဝန်ထမ်းတွေကအေမီရဲ့ချစ်သူအီတန်ကိုခင်ပြင်းအမတ်လည်းပေးလိုက်မိကြောင်းသိလိုက်ရပါတယ်။မက်တယောက်တွေးပြတ်သွားပါတော့တယ်။အခုဆိုရင်ဒီကျိန်စာတဲ့အယုတ်ကအီတန်စီကိုရောက်နေတာကြောင့်အီတန်ရဲ့အန်ဒီရဲ့လည်းစိုးရိမ်စရာဖြစ်လာပါပြီ။မက်ဟာအဝေးမှာရောက်နေတာကြောင့်အီတန်ရဲ့အိမ်ကိုပိုနီးရဲ့ဒါစီကိုအရင်သွားခိုင်းပါတယ်။ဒါစီတယောက်အီတန်ရဲ့အိမ်ကိုရောက်သွားတဲ့အခါမှာတော့အိမ်တကားကပွင့်နေပြီးအီတန်ကိုဘယ်နေရာမှာမှရှာမတွေ့တော့ပါဘူး။နီးထွယ်ဖို့အချိန်လဲနီးကပ်လာပြီဖြစ်တယ်လို့ကျင်းစာကလည်းသူ့ရဲ့နောက်ဆုံးသားကောင်ကိုစတင်ဝါမျိုးပူပြင်ဆင်နေပါပြီ။အီတန်ရဲ့အိမ်မှာတော့အခြေအနေတွေကအဆိုးဆုံးကိုရောက်သွားပါပြီ။ကျင်းစာတဲ့အယုတ်ကိုအိတ်ကသေးထည့်ထားမိတဲ့အီတန်ဟာအတိစိတ်လွတ်သွားပြီးစုံတိုင်ဒါစီကိုဓာစာဟန်အဖြစ်ဖမ်းဆီးလိုက်ပါတယ်။မက်ရောက်လာပြီးဖြောင်းပြပေမဲ့လည်းအီတန်ဟာဒါစီရဲ့လေဝင်းကိုလှီးဖြတ်ပြီးရက်ဆက်ဆက်တပ်ဖြစ်လိုက်ပါတော့တယ်။မိမိရဲ့လောဖော်ကိုင်တဲ့တေဆုံးသွားတာကိုမြင်လိုက်ရတဲ့မက်ဟာအီတန်ကိုပြန်လဲပစ်တက်လိုက်ရပါတော့တယ်။နောက်ဆုံးမှာတော့စစ်တုတ်ထမြောက်အယုတ်ကိုရရှိသွားခဲ့ပါပြီ။မက်ဟာအချိန်မဆိုင်ပဲဆေးရုံကိုအပြေးလွှာသွားပြီးခလိုအီကိုအတင်းအဓမ္မခေါ်တုတ်လိုက်ပါတယ်။စင်နာဝန်တွေတားမြစ်တာကိုတော့တနက်နဲ့ချင်းချောက်ပြီးဖယ်ရှားရတဲ့အထိမက်ဟာသမီးလေးအသက်ကိုကဲဖို့လော့ဂဝက်တွေကိုဘေးကိုဖယ်ထားလိုက်ပါပြီ။သူဟာဒီလာရဲ့အိမ်ကိုအယုတ်သွားပြီးအယုတ်လေးယုတ်စလုံးပါတဲ့တေတာကိုသူမစီအနှမ်းလိုက်ပါတယ်။ဒါပေမဲ့မျော်လင့်ချက်တွေဟာခဏချင်းမှပဲပြာကျသွားခဲ့ရပါတယ်။ဒီလာဟာခလိုအီကိုကယ်ဖို့စိတ်မကူခဲ့ပါဘူး။သူမဟာမက်ကိုဆေးခတ်ပြီးအားရင်ချိန်နေအောင်လုပ်လိုက်ပါတယ်။ဒီလာရဲ့တကယ်အကြီးဝဲချက်ကဟင်ရီကြောင့်ညှဉ်းနှွမ်းသွားတဲ့ဒီအယုတ်တွေကိုမူလကုတာရင်စွမ်းအေးထင်ရအောင်တန့်ရှင်းဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုတန့်ရှင်းဖို့အတွက်စင်ကြယ်တဲ့ဝိညာဉ်တစ်ခုကိုရက်စပူဇော်ရမှာဖြစ်ပြီးခလိုအီရဲ့ဝိညာဉ်ကအဲ့ဒီအတွက်တစ်ခုတည်းတော့ချက်ဖြစ်နေပါတယ်။သမီးလေးကိုရက်စပူဇော်ဖို့ပြင်းစင်နေလာကိုမြင်လိုက်ရတဲ့မက်ဟာအားရင်ကုန်ခံနေတဲ့ဓာတ်တွေကရွန်းထက်ဖို့ကြိုးစားခဲ့ပေမဲ့လဲကျသွားပြီးသူ့ရဲ့တနက်ကလည်းအဝေးကိုလွင့်စင်သွားခဲ့ပါပြီ။ဒီလာဟာသူမရဲ့အစီအစဉ်ကိုအနှောင့်အယှက်မဖြစ်စေဖို့မက်ကိုဓာတ်လေတက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့မက်ဟာသမီးလေးအတွက်နောက်ဆုံးချန်တဲ့အားရင်တွေကိုစုစည်းပြီးပြန်လဲခုခံခဲ့ရမှာ
ဒီလာကိုယ်တိုင်သူမရဲ့ဓာတ်နဲ့ပြန်လဲအထိုးခံလိုက်ရပါတယ်။မက်ဟာဒန်ယာတွေနဲ့အသေးသားမြေကင်ပေါ်မှာတွားချင်းကျင်းစားရဲ့အရင်မျိုးထစ်တဲ့အယုတ်၄ယုတ်စလုံးပါတဲ့ဒေတာကိုမီးဖိုးတဲ့ကိုပစ်ထည့်လိုက်ပါတော့တယ်။မီးတောင်တွေဟာဒေတာနဲ့အယုတ်တွေကိုဝါမျိုးလိုက်ချိန်မှာပဲဒီလာဟာသူမရဲ့တန်ဖိုးထားတဲ့အယုတ်တွေကိုကယ်တင်ဖို့ကြိုးစားနေတာမှာမီးဟုံသွားခဲ့ပါရဲ့။သူမဟာအော်ဟစ်ရင်းနဲ့အနီးနားကရေကန်တွေကိုခုန်ဆင်းသွားခဲ့ပေမဲ့မက်အတွက်တော့အဲ့ဒါတွေကအရေးမကြီးတော့ပါဘူး။သူဟာတတိလက်နေတဲ့သမီးလေးဘေးမှာထိုင်ပြီးသမီးလေးနိုးလာပါတော့ဆိုပြီးဆူတောင်းရင်းနဲ့အယွန်ထက်ချင်းကိုစောင့်မျှော်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့မက်ရဲ့ဆူတောင်းတွေပြည့်ဝခဲ့ပါတယ်။နေမင်းရဲ့ပထမဆုံးအလင်းတန်းလေးတွေနဲ့အတူခလိုကြီးဟာမျက်လုံးလေးတွေကိုဖွင့်ကြည့်လာပြီးမိတ်ဆာရဲ့ဝါမျိုးချင်းကနေအပီးတိုင်လွတ်မြောက်သွားခဲ့ပါပြီ။မက်ဟာသမီးလေးကိုရင်ခွင်ထဲမှာတင်းကျပ်စွာပွေထိုက်ခြင်းဒီသွေးစွန်းခဲ့တဲ့အိမ်မက်ဆိုးကြီးကိုအဆုံးသတ်နိုင်ခဲ့ပါတော့တယ်။